Newcastle မှာအချင်းကြနေတဲ့ Lewis Hall နဲ့ United ရဲ့အခွင့်အရေးညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ် Lewis Hall ကို United စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထပ်ရှိနေတာက2လလောက်ရှိနေပါပြီအစပိုင်းမှာတော့ဒါကိုကောလာဟာလာတတ်ပဲလို့ထင်ခဲ့ကြပေမဲ့ယုံကြည်ရတဲ့သတင်းအရင်းမြစ်တွေရဲ့နောက်ဆုံး update အရ Lewis Hall ဟာ Newcastle မှာလုံးဝမပျော်မရွှင်ဖြစ်နေတယ်လို့သိရပါတယ်ဘာလို့ तू မပျော်မရွှင်ဖြစ်နေရလဲအကြောင်းရင်းရှိပါတယ် तू အလွန်မျောလင့်ထားတဲ့ကမ္ဘာဖလားလူစင်းကနေပြီးတော့ခြံလက်ခံလိုက်ရလို့ပါပဲ Hall ဟာပြီးခဲ့တဲ့ယာတီ Champions League ပွဲစဉ်တွေမှာဘာစီလိုနာကယာမဲတို့လိုထိပ်တန်းကစားသမားတွေကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့ခြေစွပ်ပြနိုင်ခဲ့တဲ့သူပါအင်္ဂလန်ရဲ့အနာဂတ်အကောင်းဆုံးဘယ်ခန့်စစ်မှုတအူဖြစ်လာမယ်လို့တော့ကြီးကျူးခံခဲ့ရပါတယ်ဒါပေမဲ့ယာတီကုန်ကန်ဒီနိုင်ငံအသင်းရွေးချယ်ခံရဖို့အရေးကြီးတဲ့အချိန်တွေရောက်မှနီးပြအက်ဒီဟောင်းကသူ့ကိုရုတ်တရက်ခုံတန်းကိုပို့ပြီးတော့ဘိုးခန့်စစ်မှုဖြစ်တဲ့ဒန်ဘန်ကိုဘယ်ချမ်းမှာအစားထိုးထုတ်သုံးခဲ့ပါတယ်ရလက်ကတော့ရှင်းပါတယ်နိုင်ငံအသင်းနီးပြကပွဲထွက်ခွင့်ပုံမှန်ရနေတဲ့ဒန်ဘန်ကိုကမ္ဘာဖလားလူစင်းမှာခေါ်သွင်းပြီးတော့ Lewis Hall ကတော့အိမ်မှာပဲကြံခဲ့ရပါတယ်တကယ်လို့ညီကိုတို့သာ Lewis Hall နေရာမှာဆိုလို့ရှိရင်ဘယ်လိုခံစားရမလဲစဉ်းစားကြည့်ပါကိုယ့်ရဲ့နီးပြအရင်ကြီးကကိုယ့်ကိုကမ္ဘာဖလားမသွားရအောင်တမင်တက်လှုပ်လိုက်တယ်လို့ဖြစ်နေတဲ့အတွက်မလို့နီးပြနဲ့ကစားသမားကြားကယုံကြည်မှုအတော်လေးပျက်စီးသွားခဲ့ရပါပြီဒါပေမဲ့လည်းဂေါ်ဒွန်ကိုတောင်ဘာစီလိုနာစီရောင်းချခဲ့တဲ့ Newcastle ကသူတို့ရဲ့အမာခံကစားသမား Hall ကိုထပ်ရောင်းဖို့လုံးဝဆန္ဒမရှိတော့ပါဘူးဒီပြောင်းရှင်းနဲ့ပတ်သက်ပြီးတော့ United ကအတင်းဝင်ခေါ်လို့မရပါဘူး Lewis Hall ကိုယ်တိုင်ကအတင်းပြောင်းခွင့်တင်းပြီးတော့အတင်းရုံထွက်လာမှသာ United ကတကားဖွင့်ပြီးတော့ကြိုဆိုလို့ရမယ့်အနေအထားပါလူရှော့ကလည်းဒဏ်ရာတွေနဲ့ဒေါ်ကူကလည်းဘယ်ခန့်စင်မှုမဟုတ်ဘဲနဲ့တောင်ပန်ကစားသမားဖြစ်နေတဲ့အချိန်မှာပေါင်တန်း90လောက်နဲ့ Lewis Hall လို့အင်္ဂလန်ချန်ပေါက်ဘယ်ခန့်စင်မှုကောင်းတစ်ယောက်သာရခဲ့ရင်တော့ United ရဲ့လိုအပ်နေတဲ့ကွက်လက်အတွက်မိုးကြရွှေကိုဖြစ်လာတယ်လို့ပဲအပြောင်းအလဲတစ်ခုဖြစ်သွားမှာအသေးကြပါပဲဗျာညီကိုတို့ရော Lewis Hall သာအသေးပြောင်းခွင့်တောင်းဆိုခဲ့ရင် United အနေနဲ့အမိအယခေါ်ယူသင့်တယ်လို့ထင်လားကွန်မန့်မှာဝေရောက်ဆွေးနွေးပေးတော့ကြပါအောင်ဗျာ